ဒီနေ့ကတော့ကြိုက်ထီယိုစီရီသွားဖို့မှာပါလိုက်ခဲ့ကြပါအောင်နော်ရန်ကုန်ကနေ4 နာရီ2 မိနစ်မှာစထွက်ပါတယ်ဒါကတော့စစ်တောင်းတရားကိုဖြတ်နေတာပါလမ်းမှာတော့အစစ်စစ်လေးရှိပါတယ်မှတ်ပုံတင်တို့စမတ်ကတ်တို့ယူဆောင်သွားဖို့မမေ့ပါနဲ့နော်မနက်7 နာရီမှာကမွန်စခန်းကိုရောက်ပါတယ်တောင်တက်ကားစီးတဲ့အခါလူငယ်တွေအတွက်အဆင်ပြေပေမဲ့တက်ကြီးရွယ်အိုနဲ့ကလေးငယ်တွေအတွက်ကတော့ခေါင်းကန်းကပိုအဆင်ပြေပါတယ်တောင်တက်တောင်ဆင်းလမ်းမှုကိုကကားမှုတက်တဲ့သူဆိုရင်တော့ရှူသေးလေးဆောင်သွားဖို့လည်းမမေ့ပါနဲ့နော်ဒါကတော့ရတိတ်တောင်မှာခဏရက်ပေးတာပါကေဘယ်စီးကျင်သူများစီးလို့ရအောင်ပါကေဘယ်ကတော့တစ်စီးကို8 ယောက်စီးလို့ရပါတယ်တစ်ယောက်ကိုတော့2000ပေးရပါတယ်တောင်ပေါ်ကားဂိတ်ကိုရောက်ပါပြီရောက်တဲ့အချိန်မှာနိုင်ကြည့်လိုက်တော့9 နာရီ 4 မိနစ်ပါဆိုတော့တောင်တက်ချိန်ပဲကားစီးရတာအချိန်1 နာရီလောက်ပေးရပါတယ်ဒီဇင်ဘာလမှဖျားဖို့တွေအများပဲများပါတယ်ကဲဖျားပေါ်တက်လိုက်အောင်မယ်လိုက်ခဲ့ကြပါအောင်နော်ရွှေတင်ကန်းလေးကပ်ဖို့ဝယ်လိုက်ပါအောင်မယ်ရွှေဆိုင်တစ်ဆိုင်ကိုတော့15000ကျပ်ပါကြိုက်ရှိုးလာတိုင်းအမြဲတမ်းလုပ်ဖြစ်တဲ့အရာလေးကတော့ရွှေတင်ကန်းကပ်ဖြစ်တာလေးပါဖျားလဲဖူးပြီးဆိုတော့နေ့လယ်စာလေးဆွစားလိုက်ပါအောင်မယ်ဒီနေရာလေးကတော့မုံဈေးတန်းလေးပါအောက်ကိုဆက်လျှောက်သွားရင်တော့ထမင်းဆိုင်တန်းလေးရှိပါတယ်နေ့လယ်စာလေးစားလိုက်ပါအောင်မယ်အားလုံးပဲစားကြပါအောင်ရှင်ဒီလိုဖြူးလေးနဲ့နေရဖို့2 လလောက်ကြိုပြီးဘုတ်ကင်ယူရတဲ့အခန်းလေးပါရိုးရိုးလေး3 မှာတဲခဲ့တာပါကြိုက်ထီယိုစီရီမှာဆဲလဲလေးတွေကမြည်ထိုးပြီးလှူခဲ့ဘူးတယ်ဆိုရင်ဒီမိသားစုဟာလည်းဖျားကြီးကိုတင်ဆောင်ပူဇော်ထားတဲ့ကြောက်ဆိုင်ကြောက်ခဲလို့ပဲမခွဲမခွာအမြဲတူရှိနေရတဲ့ဆိုလို့ကျမတို့မိသားစုလည်းဆဲလဲလေးတွေကိုမြည်ထိုးပြီးပူဇော်ခဲ့ပါတယ်ရှင်နေထွက်ချိန်လေးထိုင်ကြည့်ရတာအရန်လှရရှင်ပကြီးကားတစ်ချက်ကြီးကိုထိုင်ကြည့်နေရတယ်လို့ပဲဘတော့ကြည့်ကြည့်မရိုးတဲ့မြင်ကွင်းလေးပါပဲတိမ်ပင်လေးလှလိုက်တာဖះလဲပူပြီးပြီရှူခင်းတွေလည်းတဝါကြည့်ကြည့်ပြီးပြီဆိုတော့ဒီနေ့တော့ပြန်ပါတော့မယ်အပြန်ခရီးမှာကြိုက်ထုံမျိုးပေါ်ကထိုင်တော်မူဖျားကြီးကိုလည်းဝင်ဖူးခဲ့ပါတယ်ရှင်အဆုံးထိကြည့်ရှုပေးကြတဲ့အတွက်ကျေးဇူးများတင်ပါတယ်နော်နောက်ဗီဒီယိုမှာပြန်တွေ့မယ်အားလုံးပဲတက်တာ